ဒါလည်းကျွန်တော်သမီးပေါ့ဒါဒီ6တန်းမှာစုယူနေပုံလေးပေါ့နော်သူစူးစမ်းတာတော့ဒီစာအုပ်သူအချင်းပြေပေါ့သူဒါအကျက်တယ်ပေါ့နော်ညဘက်ဆိုလဲဒီလိုက်ကိုတုံးပြီးတော့ကျက်တာပေါ့စာမတိုင်ဆိုရင်တော့အတိငယ်နေပြီပြီးတော့ရေရှိကြမကောင်းတမီးကြီးလာတဲ့ခါမှာခလေးကိုပြန်စားတင်နေဆရာမလုပ်ချင်ကြိုးစားပါတယ်သူကနေရောညာရောဆိုပေါ့နော်အကြောင်းကအချိန်ယူပြီးပြန်လာတဲ့အချိန်မှာလဲသူကညဘက်ကျတော့ဒီလိုက်နီးနေပေါ့နော်တုံးပြီးတော့သူကကြိုးစားပါတယ်9နာရီ10နာရီထိအောင်အမေရေဒီလိုက်လေးအားသွင်းလိုက်ပါလည်းမရှိခင်တုန်းကသမီးဖျောင်းနိုင်ဆိုလို့ရှိရင်မီးလောင်တွေမှာစိုးရိမ်ပါတယ်ဒီလိုက်ရှိပြီးနောက်မှာတော့မစိုးရိမ်ပါဘူးယုံလဲယုံကြည်ပါတယ်ကွာချောင်းမှုရှိတာပေါ့အခုကတော့ဒါမို့ဟိုတုန်းကကြီးတို့အဖေတွေအမေကတော့ရှိတယ်ပေါ့နော်အဖေကိုညင်းစေခြင်းတယ်လို့အခုခေတ်တို့ထုံးကားတဲ့ခေတ်ကိုဟိုတုန်းကတော့မိကွက်ကြီးတွေထုံးပေးတာမိကွက်ကြီးတွေနဲ့ကြည့်ခါလေးဒီကောင်းတော့မီးလောင်ကောင်းကလေးအိတ်ရှင်လာအိတ်ရှင်လာတော့ကောင်းတော့မီးလောင်အိတ်ရှင်တော့ဒီကောင်းနေပါတော့မီးလောင်အဲ့လိုကြီးကွာချလာဒီလိုက်ကိုတုံးရလိုက်တယ်ဒီစိတ်ချမ်းမြေ့တာပေါ့ဒီသမီးလေးမိကွက်ကြီးနဲ့မိဖျောင်းနိုင်နေဆိုရင်သူ့ကိုစိုးရင်ရတာပေါ့မိလောင်မပါညာပေါ့နော်ဒါဒီအမြင်အားချင်းလဲကွာတယ်ဒီလိုက်ကအလဲအောင်ပိုးတော့လေသူ့မှာစကြက်ရတာပိုကောင်းပါတော့ခက်ကလည်းဒါရဲ့အခုကဖွံ့ဖြိုးဆဲခေတ်ဆိုတော့လေနောင်လာမဲ့အနာဂတ်ကိုတော့သူ့အနေနဲ့အားလုံးတစ်ဖက်တစ်လမ်းကကူညီနိုင်မယ်လို့တော့ကြီးတို့ယုံကြည်တာပဲလေသူသမီးလိုပဲပညာတတ်စီခြင်းနဲ့သမီးကဒီရွာကိုပဲပြောတယ်။နိုင်တော့သမီးကဒီရွာမှာပဲတည်နေတာ။သမီးကျောင်းဆရာမဖြစ်